ကိုကကျွန်တော်ဒီတိုင်းပေါ်တက်မယ်ဗျာအားလုံးမင်္ဂလာပါအခုကျွန်တော်ရောက်နေရတော့ဒါစင်အိုလန်အထက်ဘလောက်ကိုကျွန်တော်ရောက်နေတာဒီနေ့ကတော့18ရက်နေ့ပေါ့နော်ဒါပေမဲ့ဒီစင်အိုလန်မှာတို့အစင်လာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ဗျာတို့တရုတ်ရိုးရရှင်သိနဂါအကအလှပြိုင်ပွဲကြီးကို18 19 20ပေါ့နော်3ရက်တိုင်ကျင်းပသွားမယ်လို့သိရတယ်ဒီပြိုင်ပွဲကြီးကို Riot ကနေပြီးတော့ main sponsor အနေနဲ့ Fully Sport ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာရတယ်အခုလေပြားပန်းခမ်းမြတကယ်ကိုစီကားနေတယ်ကျွန်တော်ဟိုဘက်လေးသွားကြည့်မယ်ရာဟာဇယ်ကိုတော့တို့ရှင်းနေတွေကနေလည်းလုံနေတာပေါ့နော်ဒီနေ့မှလည်းတို့ရာဟာဇယ်ထပ်လုံမယ်လို့တော့ကျွန်တော်သိရတယ်။ဒါတော့3ရက်တိုင်ကျင်းပါမယ်18 19 20ပေါ့နော်2016ခုနှစ်အတွက်တရုတ်ရိုးရာချင်းသိနဂါအဖွဲ့ချုပ်ကနေပြီးတော့ကြီးမှုကျင်းပတဲ့16ကြိမ်မြောက်တရုတ်နဂါအကဟလှပြိုင်ပွဲပဲဖြစ်ပါတယ်။ TV မှာတော့ကြည့်ဘူးတယ်အပြင်မှာကျွန်တော်မျက်ဝါးထင်နေကျွန်တော်ဘဝမှာလည်းကျွန်တော်ဒီအသက်ရွယ်ရောက်ပြီးကျွန်တော်တစ်ခေါက်မှမကြည့်ဘူးသေးဘူးခါခွင့်သိမယ်ဆိုလို့ရှိရင် brother တို့ဒီစင်ရန်လိုင်းရဲ့ချင်းသိနဂါအကဟလှပြိုင်ပွဲကိုကြွပြီးတော့ကိုယ်တိုင်သိရမလားမျက်ဝါးထင်နေတဲ့မှာလာကြည့်ဖို့တော့ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်ကိုကကျွန်တော်ဒီတိုင်းပေါ်တက်မယ်ဗျာမရပါဘူးဒါတကယ်ကိုလေ့ကျင့်ထားတဲ့လူတွေပေါ့နော်ဒီလိုမျိုးအကတွေကကားလို့ရပါတမန်ပြင်းလူတွေလုံးဝကားလို့မရပါဘူးပြီးတော့အိမ်မှာလည်းလိုက်မလုပ်ကြပါနဲ့လို့ကျွန်တော်သိပေးချင်ပါတယ်စင်ဝရန်လန်တဝိုက်မှာရှိတယ်ကျွန်တော်တို့မုတ်လေးတွေကိုပတ်စားရင်သိရမလား riding လေးကိုတောက်ရင်ပြီးတော့အားမှန်အပြည့်နဲ့ဗျာသိရမလားရှင်ပြိုင်ကြမယ်ကျွန်တော်တို့ပြိုင်ပွဲဝင်တွေကိုအားပေးခြင်းနဲ့ကျွန်တော်တို့ဒီပြိုင်ပွဲကိုလာအောင်ကြည့်ရှုဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာမကြခင်အချိန်မှာတော့ဒါရာဟာဇယ်ကတော့စတော့မှာပေါ့နော်ဆိုတော့ဒီမှာတွေ့ရတဲ့အတိုင်းပဲလူတွေကလည်းအများကြီးပဲဒါရာဟာဇယ်နေ့ပဲရှိသေးရနော်တကယ်ကိုတခန်းတက်ကိုလာအားပေးကြတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါပွဲကိုတော့ကျွန်တော်သိရတဲ့လောက်ကတော့18 19 20ပေါ့နော်3ရက်တိုင်ကျင်းပသွားမယ်လူကိုယ်တိုင်လာပြီးချိန်နိုင်တဲ့လူတွေကတော့အပြင်မှာပေါ့နော်ဒီလိုမျိုးမျက်ဝါးထင်ထင်လာကြည့်ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်မလာနိုင်တဲ့လူတွေအတွက်လည်းစိတ်ပူစရာမရှိပါဘူးခင်ဗျာ Riot ရဲ့ official Facebook page နဲ့အတူကျွန်တော်ရဲ့သက်စင် SBY Facebook page ကနေပြီးအချိန်နဲ့တပြေးညီတိုင်းရိုက် live ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ပြီးတော့ကြည့်ရှုပေးကြပါဦးဗျာဆိုတော့နံပါတ်3ရက်မှာကျွန်တော်တို့စုံပေးကြပါမယ်ဗျာအခုတော့ကြည့်ပါဦးအငယ်မင်္ဂလာပါမင်္ဂလာပါခင်ဗျာအရင်ဆုံးအငယ်နာမည်လေးနဲ့မိတ်ဆက်ပေးပါဦးကျွန်တော်ဦးသိန်းအောင်ပါဗျာတဲ့အဲ့ဒီချင်းသိန်းနဂါလောကတေးတယ်ဆိုကျွန်တော်ဦးအော်လုံးဆိုပဲလူသိညာတယ်ဦးအော်လုံးဆိုဦးအော်လုံးဟုတ်ကဲ့ပါဟုတ်ကျွန်တော်အခုသိရသလောက်က18ရက်နေ့မှာ4သင်းပြိုင်မယ်19ရက်နေ့မှာ9သင်းပြိုင်မယ်20ရက်နေ့မှာကျတော့နဂါအသင်းက9သင်းနဂါအရှိ9သင်းပြိုင်မယ်ဆိုတော့ TV ထဲမှာတော့ကြည့်ဘူးလေ YouTube တွေမှာတော့ကြည့်ဘူးလေအပြင်မှာတော့တခါမှအဲ့လိုမျိုးဝါထင်နေမကြည့်ဘူးဒီတိုင်ကြီးတွေခေါ်တော့မလွယ်ကြည့်ရုံကြည့်တော့မလွယ်ဘူးလေတော်တော်လေးကြည့်ယူပါတကယ်ကိုလေးကျင့်ထားမှလားဟုတ်တယ်ဟုတ်တယ်ပြီးခဲ့တဲ့တရုတ်နှစ်တက်ကီကတော့ကျွန်တော်ချင်းသေးအကကျွန်တော်ကလိုက်သေးတယ်ကွက်ကတော့ဘာမှမဟုတ်နည်းနည်းလေးတော့မှကျွန်တော်မှသိရမလားကြိုးကြောင်နေပြည့်နေတာနော်ဒီလိုတိုင်ပေါ်တာတက်ကရရင်တော့သွားပြီနှစ်ကိုယ်တစ်စိတ်ဖြစ်ပါဟုတ်ကဲ့ဆိုတော့ဒါကြီးရှုနေတဲ့ဒါလူတွေကိုလည်းဒီပွဲလေးကိုလာကြည့်ဖို့ဖိတ်ပေးပါအောင်လာပါကျွန်တော်လည်းနေ့စားနားထားတာ9နှစ်ရှိပြီကြာနော်အခုတော့လာပြီးအားရပါလာပြီးအားပေးကြပါဦးလို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဒီလိုပါကျွန်တော်လည်းရင်ခုန်နေပြီနောက်ကတော့ကြည့်ပြီကိုမင်္ဂလာပါဟုတ်မင်္ဂလာပါအရင်ဆုံးကိုနာမည်လေးနဲ့မိတ်ဆက်ပေးပါဦးဟုတ်ကျွန်တော်နာမည်ပြေဖြိုးပါခင်ဗျာခုနကဝါတာတော့တကယ်ကိုကျွန်တော်တို့ဆိုအောက်ကနေပါဇက်အဟောင်းသားနဲ့ဖြစ်ပြီးတော့ရင်သက်ရှူမော်ပဲသိရမလားအခု
တော့ဘယ်လောက်ကြာသွားလဲ ဟု ဒီ တ်ကားတာကျွန်တော်ဆိုကျွန်တော်10နှစ်ကျော်ပါပြီ ဘယ်လိုဖြစ်လို့ဝါသနာပါသွား ဟုတ်ငယ်ငယ်လေးတဲ့ဝါသနာပါရုပ်ကထဲမှာလည်းအသိရှိတော့တွေ့နေတယ်ဟုတ်ချုပ်ထားဦးပါတယ်ပြုတ်ကြပြီဟုတ် အော်ဒီ ချက်ချုပ်တာ ဟောရောက်တယ်နော်ဒီနားလေးမှာကသွားတာအရန်ကောင်းပါတယ်ဟုတ်လက်ပတ်နဲ့အားပေးနေပါမယ်ကိုကျေးဇူးပါရအောင်ကဲဒီနေ့ကတော့ဒါရာဇင်နေ့ပဲရှိပါသေးတယ်ဆိုတော့တကယ်ပြိုင်ပွဲကျင်းပမယ်နေ့ပေါ့နော်18 19 20မှာဆိုလို့ရှိရင်ဒီတက်ပို့ပြီးတော့ရင်ခုန်မှုကောင်းတာတွေကိုကျွန်တော်တို့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီပြိုင်ပွဲကိုကြည့်ဖို့အတွက်မစောင့်နိုင်လောက်အောင်ဖြစ်နေပါပြီဆိုတော့ brother ကိုလည်းကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်လာနိုင်တယ်ဆိုလို့ရှိရင်တော့10ဟိုတန်းဟိုကျွန်တော်ကြွားလိုင်းခဲ့ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကိုယ်တိုင်မလာနိုင်တဲ့သူတွေအတွက်လည်းဘာမှစိတ်ပူကြမရှိပါဘူး Riot ရဲ့ official Facebook page နဲ့တူကျွန်တော်ရဲ့တက်စဉ် SB1 Facebook page ကနေပြီးတော့အချိန်နဲ့တပြေးညီ dial live ထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအခုတော့ဒီလောက်နဲ့နှုတ်ဆက်ချင်ပါတယ်ကျွန်တော်မနက်ဖြန်မှာတွေ့မယ်ဒီခုံးနေပြီ